2026ရောက်ရင်ဘာဂိမ်းဆော့ရမယ်မသိလို့ဂိမ်းအသစ်ရှာနေတဲ့ကွီတို့အတွက် graphic ကလည်းလမ်းပြီးဖုန်းပေါ်မှာနဲ့ဆော့လို့ရမယ် mobile game အသစ်ဆက်ဆက်များ Game of Thrones Kingsroad Game of Thrones fan တွေရော RPG game fan တွေရောအကြိုက်ပေးမဲ့ game မှာ mobile game တစ်ခုအနေနဲ့သူ့ရဲ့ graphic ကအတင်ကြီးစရာကောင်းပါတယ်တချို့ကြတော့လေ game ဆိုတာက graphic ကြီးဆော့ရတာမဟုတ်ပဲ storyline ကောင်းရင်ရပြီဆိုရဲသူတွေအတွက်လည်းဒီ game ရဲ့ storyline ကလူအများရဲ့ချီးကျူးမှုကိုခံထားရတဲ့အတွက်ဆော့ရတာတန်မယ်ဆိုတာသိကြပါတယ် file size အနေနဲ့ 15GB ရှိရမှာဖြစ်ပြီးတော့ iOS နဲ့ Android မှာရောရပါတယ်နှစ် Grand Veloster mobile phone ပေါ်က racing game လို့ပြောလိုက်တာနဲ့ပြင်းစရာကောင်းပြီး mechanic ချထူးလန်နေတဲ့ racing game တွေကိုပဲပြင်းနေမိကြမယ်ထင်ပါတယ်ဘာလို့လဲဆိုတော့အဲ့လို game တွေက mobile ပေါ်မှာအများဆုံးဖြစ်နေလို့ပါဒါပေမဲ့ဒီ Grand Veloster ဆိုတဲ့ game ကတော့အနည်းစုပဲကောင်းတဲ့ mobile racing game တွေကတစ်ခုပါတော်ရုံကားချက်သူတွေမခံစားနိုင်တဲ့ကားတစ်စီးပေါ်မောင်းရတဲ့အရာတာကိုအတက်နိုင်ဆုံးပေးစွမ်းနိုင်ပါတယ် storage အနေနဲ့ 2GB ရှိရမှာဖြစ်ပြီးတော့ iOS နဲ့ Android မှာရောကစားလို့ရပါတယ်ပုံ TMNT Shredder Revenge Pizza S Time Retro Fight game လေးတွေကို mobile ပေါ်မှာကစားရတာကြိုက်တယ်ဆိုရင်တော့ဒီ game လေးကိုဆော့ကြည့်လိုက်ပါ Vein Ninja 4000လုံးကို character အနေနဲ့ဆော့ကစားနိုင်ပြီးအခြား unlock လုပ်လို့ရတဲ့ character များစွာလည်းပေါင်းစပါသေးတယ် Animation နဲ့ mechanic ကတော့ပြောကြမလို့အောင်ကိုကောင်းတဲ့အတွက်အခုပဲတောင်းပြီးဆော့ကြည့်ဖို့ကြိုက်သွင်းချင်ပါတယ် 1.5GB ရှိပြီးတော့ iOS နဲ့ Android မှာရောရပါတယ်